ဖြစ်တယ်ဝမ်းမဲဆိုတာဆောက်ရကြည့်ဖြူပေးပါလို့ဒီကအခက်မှာနောက်ထပ်အဲ့ရမျိုးပြီးဆိုချူရမယ်ခေစီရေချိုးဝဆောင်လေးမျိုးလုပ်နေတာပြီးဝဆောင်လေးကတော့ခေစီအမြဲရေချိုးတိုင်းဝင်နေရဝစ်ဖြစ်တဲ့ဒီဝဆောင်လေးပဲဖြစ်ပါရှီရခုဝဆောင်လေးလေးဝိုင်းဆိုတော့ရေချိုးဝင်ပြင်လာမယ်ဒါရတော့ပြီးပြီလို့ရပါလာတာနော်ခေစီရေချိုးကောင်းနေပါမယ်ခေစီရေချိုးကောင်းနေတော့ပါပြီဝင်ပြရည်ဒီစာချိုးနေပါပြီအခုခေစီရေချိုးနေပါပြီရှင်ခေစီရေချိုးပွားဆိုတော့တနခါရပါလားဒီဆိုင်ရှိအလုပ်ကလည်းတော့အောင်မှဆို9နိုင်လေးထူနေခေစီဒီနေ့10နိုင်မှာတော့ထားဖြစ်ပါတယ်ခေစီအင်ဂျီလေးရတော့ပါမယ်ခေစီပါနော်ဒါလေးကတော့ခေစီရဲ့နည်း office ခေဒီနေ့ခေစီကတော့နှကန်းလေးနေနဲ့ပပပါလေးပဲလိမ့်ပြလိုက်ပါတယ် okay okay တော့ခေစီကတော့အလုပ်တော်မို့အလုပ်လွယ်လေးတိတ်မှာဖြစ်ပါတယ်လွယ်လေးရဖို့ပေါ့မှာတော့ဒီလေးပါပါခေစီလွယ်လေး review ရဆိုတော့ခဏချပြီးတော့ဒီနိုင်လောက်သွားပါမယ်ဘလီဝေမဲကြီးမရှိရတော့ဝေမဲကြီးပါအာရတော့ပါနားလေးတော့ဒီတော့ဘယ်ခေးလဲအမလည်းရောကဒီစားရတယ်ဒီအကျနေဘယ်ရောဟိုလေဒီလေဟိုလေဒီလေဒုတိယလည်းမရဘူးရှင်းတောင်းရတယ်တောင်းလို့အခုဒီလာထဲမှာကလေးတောင်းလေးအတွက်ကျွန်တော်2သိန်းခွဲ3သိန်းထုတ်တယ်အခုတော့ခေစီရတော့မဟုတ်ပါမယ်အခုရိုက်ရတယ်မှာထိုင်ရနားပဲဟာခေစီမဟုတ်ဆောင်ဆိုပြီးတော့ရှာအဲ့ဒါပြောရင်ဘာမှကြိုက်အောင်မပြီးရင်တော့လိုက်ရမယ်ဒီလိုရေးဝယ်ရမယ်ဟိုမှာပဲမဟုတ်ရှာရပါတယ်ပြေလာတော့ပြေတယ်ဗျာဒါပေမဲ့တက်မလားအနည်းနဲ့အမြန်ဟောဗျာကျွန်တော်ရှာရတယ်လို့ရတယ်ဗျာအချိန်တစ်ခုတော့ပြေးရတော့ဟိုမှာအဲ့ဒါခေါင်းလေးရောက်လာတော့ဒီလိုလေးကတော့ခေစီမဟုတ်စားနေပါပြီခေစီမဟုတ်လည်းစားပြီးပြီဆိုတော့ခေစီရဲ့အလုပ်ကနေလောက်ကြတော့ပါပြီလောက်ကြတော့ပါအမရရဲ့ပါနေရဲ့ပါဒီတော့ခေစီအလုပ်တော့ပါမယ်ခေစီအလုပ်တော့မစပိန်နဲ့ပြန်ကန်ခေစီရောအများဆုံးကနေပြတော့ဖြစ်ပါတယ်ဒီနေ့ခေစီရဲ့အလုပ်ကလည်းဖွင့်ရလေးအဲ့လိုခဏအေးတော့ခလိုက်တော့ပါမယ်ခေစီတော့ခနေပါပြီခေစီတော့လည်းခပြီးပြီဆိုတော့ခေစီအင်နိုလာပါခေစီအလုပ်တော့ပါမယ်ခေစီနဲ့အလုပ်တွေနည်းနည်းတော့ဝေးပါတယ်နည်းနည်းဝေးပါတယ်ခေစီအလုပ်နဲ့ဒီနာကျင်အလုပ်ဆိုရင်တော့ဖိတ်တော့ပါတယ်ခေစီကဒီလမ်းကြားရောက်လာပါတယ်ဒီလမ်းကြားတော့ကျင်းတော့ကျင်းပါတယ်ရှိရတယ်ဒီလမ်းကြားတော့ဒီတိကဒီအော်ရမှာခေစီအလုပ်ကြော်ခဲ့ပါတယ်ခေစီအလုပ်လည်းရောက်ပါပြီအလုပ်လည်းရောက်ပြီဆိုတော့ကားရက်ပါမယ်ခေစီရတော့ကျင်းနေတာပါဒီနေ့ကားဝရှော့တော့ပြီးတော့လည်းကားလဲရမယ်ပြီးကားလေးရောက်ဆိုတော့ခေဒီနေ့တော့ခေစီရ7နိုင်မှရောက်ပြပါတယ်တော့မကြောက်ခေစီရဲ့လောက်ကပေါ်ထမှာဆိုခေစီအပေါ်ထပါတယ်ခေစီအပေါ်လည်းရောက်ပြီဆိုတော့ခေစီရဲ့ရုံထဲနဲ့ခေစီတော့ပါတယ်အဲ့ဒါခေစီရုံနဲ့အတင်တာပါအဲ့ဒီခေစီရုံနဲ့ခေစီမှာ operation ထုတ်ရတဲ့ operation ခေစီလောက်နေပါပြီခေစီကတော့တက်လေးနိုင်လေထုတ်ပြီးဆိုတော့ခေစီအလုပ်ဆုံးလုံးချိန်ရောက်ပါပြီခေစီအလုပ်ဆုံးပါပြီရှင်ခေစီအလုပ်ဆုံးပြီဆိုတော့ကားကြီးလည်းဝှေ့လျှော့သွားတော့ပါမယ်ဝှေ့လျှော့လည်းရင်သွားပြီးနားလည်းရင်မချိုးတော့ပါမယ်
အရန်ပူတယ်ဒီနေ့တော့ခစီကတော့မပူပါဘူးဆိုတော့အိမ်ရောက်မှအိမ်ရောက်နဲ့အဲယာကွန်နဲ့ဒီအလုံးမှာတော့ပူပါတယ်ခုခစီကားတရောင်းပါတယ်ခစီကားလေးမှာရက်ပြီးတော့အပေါင်းထားဖို့ခဏပါအမခစီအကြိုက်ကားတစ်စီးတွေ့သွားပါပြီအဲ့ဒါတွေက EV ကားလေးကိုစားပြီးတော့ကို EV ကားဘယ်လောက်လဲဆိုတော့ဒီကမင်းဝယ်ရရဲ့kids ဝယ်ရရဲ့ကားနဲ့စီးနှုန်းတူတော့ဝယ်လိုက်ပါတယ်။ညစီကောက်ပါတယ်။kids ရောကားလေးအရင်ထုတ်လို့ပြရပါတယ်။မလို့ဆောင်းတယ်လေဆို kids ရဲ့နဲ့အရင်ထုတ်လို့ပြရပါတယ်။ဒီကားလေးပုတ်ပုတ်ပါလိမ့်နော်။ခရမီဝိုင်းနာမီရကြတယ်နေတာပြီးတော့ဒီကမှန်လေးလည်းဝင်လုံးဖလိုက်ပါချစ်စစ်ပြီးတော့ဝင်လုံးဖြစ်ပြီးတော့ဒီရုံနဲ့ပေါ့နော်။နောက်တော့စင်တို့ရခနာပါတယ်။ကြပါနော်။ခစီတွေ့ပါလေ။ခစီနဲ့မာလာပါတယ်။မမအမြင်တော့ပါတယ်။ခစီအရောက်ပါပြီ။ခစီကောင်းဝင်နေပေါက်မှာ။ဒီကားကိုကြော်ကြတာ။ဟုတ်။ဒါဆိုခစီအင်ကားဖွင့်ပြီးတော့အရင်တော့ပါမယ်။ခစီအင်ကားလေးလည်းဖွင့်ပြီးတော့အရင်ဝင်ပါပြီ။ဒီနေ့ဝင်လာတဲ့ဘက်ကလည်းစာနေပါပြီခစီကတော့အင်တော့ရနေတက်ပါပါခစီခံရရပြီးတော့ခစီချုံရေမို့ထိုးရပါမယ်ခစီအရောရဲ့ဒီကိုဝဆောင်ဘယ်ချိုးဝဆောင်လေးလည်းပြီးဆိုခစီချုပ်ကန်ပြီးပါခစီချုပ်ကန်ရရောက်ပါပြီချုံးနေပါပြီခစီရခစီအင်ဂျီလေးရပါမယ်ခစီအင်ဂျီလေးစီကညအိတ်ထမှာမလို့ပုတ်ပုတ်ပါလေပြီးတော့ငင်းကတိဖြတ်လိုက်ပါတယ်ဖြစ်ပြီးတော့ခစီတယ်ခစီအရင်ပိုက်စာနေပါပြီထမင်းလေးသစားပါမယ်ခစီအရင်ပိုက်စာနေပါပြီခစီရေဖြစ်နော်ဖြစ်ခစီကိုယုံမှလည်းမုတ်တရားလည်းမုတ်ကျွေးရဲဆိုတော့အခုကတော့ခစီရေအကဲမုတ်ပဲစားတော့စတာပြီးတော့6နိုင်ကျနေပါပြီ6နိုင်ကျခစီဝဒနာကိုထုတ်ခဲ့ပါတယ်စီဝဒနာကိုရှိခင်းရမြင်ပါအဖြစ်ပေါ်မှာဒီပြောင်းနေထားတယ်ခင်းစီကိုစိုက်ကြည့်နေတယ်လို့လဲနော်စီဝဒနာလည်းဒီလိုဝါဝါဆိုတော့အငြင်းလာပါမယ်စီအိမ်ထဲဝင်ပြီးတော့ဖုန်းကြည့်ပါမယ်စီဖုန်းကြည့်ရညတစ်ခါကြော်သွားပါပြီခဲညတော့7နိုင်ထိုးပါပါဟိုကလေးရုံးခုတော့ခစီအိတ်တော့မှာပါခစီကညတစ်ခါအိတ်ပြောင်းလိုက်တော့အဲ့လိုအိတ်ပါတယ်ခစီအိတ်ရမျိုးပါပြီခစီဒီနေ့တော့မြင်လာပဲတက်လိုက်ပါမယ်အရင်အေးနေပါတယ်ဒီနေ့ကတော့ဒီနေ့မှာတော့ခစီကိုမထားချင်တဲ့ရက်ထီရောက်နေပါတယ်ခစီကိုမထားရချင်တဲ့ရက်ရောက်သွားပြီဆိုတော့မြင်လာပဲတက်လိုက်တော့ပါမယ်ခစီဒီနေ့အရင်အေးပါတယ်နည်းနည်းတိတ်နေပါလေဆိုရင်ခစီအိမ်နောက်မိုးပါလေးပဲကြာတော့လာတယ်ခဲညနတ်အိမ်နောက်တက်ပြီးပါပြီဆက်ပြီးဆိုမြင်လာတော့ပတ်တော့အေးနေပြီနော်ခစီအင်ဂျီလဲပြီးတော့ဆောင်းမအင်ဂျီလေးပဲလဲလိုက်ပါမယ်ခစီက
သူစကားရယ် ဒီချ ဒီ စ် ရ နေ မညာလေးတော့မညာတော့ကပတ်ဝန်းကျင်လုပ်ပြီးမဲ့တော့ကိုကမှအတိုင်းသားဆိုအားများတဲ့တိုင်းသားရှိတယ်ဒီမှာရတဲ့အားလေးကိုလို့ ဘာထမင်းစပါဝဲ ဒီ ရ ကဒီထိတ်တယ်လို့ ခစီရကြောက်ထမင်းပဲစားပါတယ်ခစီမမန်းလိုက်စားပြီးပြီဆိုတော့ခစီဒီအပိုင်းလေးကိုဒီနောက်မှပဲစက်တင်လိုက်ပါတယ်ရှင်ဒါအားလို့ခစီရှိပါတယ်ရှင်